လာပါရှင် Spring Era YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဆီယမကျူရေးသားထားတဲ့ပိုးချစ်ရတဲ့သူကိုပဲဖြစ်ပါစေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းဆက်အနေနဲ့အပိုင်း30ကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ဆက်လက်ဖတ်ပြဝင်ပြုပေးနိုင်ပါရန်ဆီယမကျူကိုဒီနေရာကနေလေးလေးဆဆနဲ့ခွင့်တောင်းခံအပ်ပါတယ်ရှင်။ပိုးချစ်ရတဲ့သူကိုပဲဖြစ်ပါစေအပိုင်း30ညဝင်းရစိတ်မသက်သာစွာပြုံးလိုက်မိ၏ကာလဝိဘတ်နောက်ပိုးတက်တယ်ဆိုတာတကယ်ပဲမှန်နေပါပေါ့လားဟုတ်ပါတယ်ဦးကျမစကားအသုံးမှားသွားပါတယ်ခွင့်လွှတ်ပါနော်အေးဒီလိုမှပေါ့ကွတကယ်တော့လူပြောသူပြောပဲကြားရတာပါမသေးကြပါဘူးအဲ့ဒါအရေးကြီးတာပဲမသေးကြတာတခုကိုမသေးကြဘူးလို့ဝန်ခံမှုတတိရှိသမ်းမှာတန်တရားဆိုတာဆိုးတဲ့ကိစ္စမျိုးမဟုတ်ပါဘူးတကယ်ဆိုရင်တေချာမှုဆိုတဲ့စကားလုံးကသာကြောက်စရာကောင်းတာတေချာပြီဆိုတဲ့အတွေးတွေကြောင့်စစ်ပွဲတွေမိန်းကလေးပြောတဲ့ဆိုးရုံမှုတွေမိစ္ဆာလောက်ရက်တွေဖြစ်ခဲ့ရတာမိမိတခါမှမစင်စားခဲ့မိတော့ရှူတောင်းဖြစ်သည်မို့မြောင်ဝင်းရဦးတန်းမောင်ကိုငေးကြည့်နေမိသည်ဒါပေမဲ့ကျမကအဲ့ဒီမသေးကြတာကိုပဲတေချာအောင်သိပ္ပံနေကြရှောက်ပွေမှာပါဦးရဲ့မိန်းကလေးကရှေးအောင်သူတေသနာဆိုတော့သိပ္ပံနဲ့သိမရင်းနေဘူးထင်တယ်ယူပဗေဒပညာရှင် Richard Feynman ဆိုတာကိုကြားဘူးလားRichard Feynman ကြားဖို့ပါတယ်ဒါပေမဲ့သူ့အကြောင်းတော့သိမသိပါဘူးသူကအလွန်တော်တဲ့ထက်မြက်တဲ့ပုဂ္ဂိုလ်ဗျသူကသူ့ရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီးစိတ်ကျေနပ်တယ်ဆိုတာဘယ်တော့မှမရှိဘူးနိုဘယ်ဆုရတဲ့သူလေ Quantum Electric Dynamic ဘာသာရပ်မှာနိုဘယ်ဆုရခဲ့တာပေါ့အော်သူပြောခဲ့တဲ့စကားတစ်ခွန်းကအလွန်နာမည်ကြီးရဲ့ကျုပ်ကတန်တရားနဲ့မသေးချာမှုတွေနဲ့အတူနေနိုင်ပါတယ်တဲ့မှားသွားမဲ့အဖြေကြီးပေးလိုက်မိတာနဲ့စာရင်မတိချင်းနဲ့ဘဝကိုဖျက်ဆီးရတာကမှပိုစိတ်ဝင်စားဖို့ကောင်းသေးတဲ့ဘယ်နဲ့လဲညဝင်းရခက်ခက်ခဲခဲပြုံးလိုက်ရသည်ဟုံများဟုတ်လေသလားဟုတ်ကဲ့တခါမှအကြောင်းမဲ့တက်တေးချမှုကိုလိုချင်လွန်းတဲ့အခါတော်တော်ကိုမှားယွင်းသွားတာတွေရှိမှာပါပဲဦးကျမဖတ်ဖူးတာတစ်ခုရှိတယ်တကယ်အဖြစ်မှန်ပါဦးတန်းမောင်ကိုမိမိဖတ်ဖူးသည့် Les Moore တို့ရေးသားထားသည့် Evil ဆိုသောစာအုပ်ထဲကဖြစ်ရတစ်ခုအကြောင်းညဝင်းရပြောပြလိုက်ပါသည်ကွန်မြူနစ်ပါတီတစ်ခုမှာတန်တရားတစ်ခုဖြစ်ပွားခဲ့၏ဘုံအဖွဲ့ပိုင်အစားအစာတွေကဆန်တချို့ပျောက်ဆုံးနေသည့်အခါကြီးကျက်သူကစတိုကိုစောင့်ရှောက်ရသည့်ရဲမေတယောက်အားထမင်းတွေကိုစားထားသည်ဟုဒေါသတကြီးဆွဆွဲခဲ့သည်ရဲမေကမစားပါဘူးဟုညင်းသည်မျက်မြင်သက်သေလည်းမရှိရက်ဆက်ကြမ်းကြုတ်သည့်ကြီးကျက်သူကအဖြေမရလျင်မကျေနပ်ဟုတ်လားမဟုတ်လားသိကြအောင်စမ်းကြည့်မယ်ဆိုကလက်ထဲကဓာတ်ဖြင့်ရဲမေဤဘိုက်ကိုအရှင်လက်လက်ထိုးခွဲဖွင့်ပစ်လိုက်သည်အားလုံးကတုံးလုံးချုပ်ချစွာကြောင်နေစဉ်သူကအစာအိမ်ကိုခွဲထုတ်ဖွင့်ကြည့်ခြင်းဖြစ်သည်ဟာဦးသန်းမောင်ပါဇက်အဟောင်းသားဖြစ်သွား၏ထို့နောက်တခဏတိတ်ဆိတ်နေပြီးမှဘာတွေ့သွားလဲဟုမေးသည်ဟောတွေ့လားဦးလည်းအဖြေကိုသိကြချင်တာပဲမဟုတ်လားတရားသူကြီးခက်နွမ်းနွမ်းပြုံးရလိုက်သည်အဲ့ဒီလိုမဟုတ်ပါဘူးကလေးမရဲ့ကျမဒီဖြစ်ရက်ကိုလူတော်တော်များများကိုပြောပြတဲ့အခါလူတိုင်းကရဲမေအသက်သေးသွားလားဘာဖြစ်သွားလဲလို့မသိချင်မဲနဲ့ရဲမေရဲ့အစာအိမ်ထဲမှာတမင်းတွေရှိမရှိကိုပဲစိတ်ဝင်စားကြတယ်ဦးရဲ့အဲ့ဒါလူစိတ်အမှန်ပဲလားယင်ညဝင်းရံတို့နှစ်ယောက်ညီသက်သွားကြသည်ခဏကြာတော့မှညဝင်းရံဦးတန်းမောင်ကြီးမိကုန်းကိုဖြေလိုက်ပါသည်အစာအိမ်ထဲမှာဘာမှမရှိပါဘူးတဲ့ဦးရဲ့ညဝင်းရံဘာစကားဆက်ပြောရမှန်းမသိတော်တော်ကြာတော့မှစကားပြန်စားလိုက်သည်အစာအိမ်ထဲမှာထမင်းတွေရှိနေတော့ကောဘာဖြစ်သွားမှမို့လဲတေးကြခြင်းစိတ်ကိုဒေါသနဲ့ပေါင်းပစ်လိုက်တော့မလုကောင်းတဲ့အလုပ်တွေလုံးမိသွားတာပေါ့ဦးရဲ့ကျုပ်ပြောချင်တဲ့တေးကြခြင်းစိတ်ပေါ့မိန်းကလေးရဲ့အချိန်တော်တော်ကြာအတွေးကိုယ်စီဖြင့်ငြိမ်သက်နေပြီးမှဦးတန်းမောင်စကားလမ်းကြောင်းလွှဲပြလိုက်၏ဒါထက်ကလေးမကစာရေးဖို့ဆိုတော့စာရေးဖြစ်ရင်စောက်ထုတ်မှာလားစောက်ထုတ်တဲ့အဆင့်တော့ရောက်ချင်မှရောက်မှာပါဦးစာတန်းပြုစုတဲ့အဆင့်လောက်မှာပဲနှစ်တွေမနေကြချင်းကြအောင်မှာပါစာတန်းကရောဘလူးစာတန်းမျိုးလဲမြန်မာနိုင်ငံမှာတင်မဲ့စာတန်းလားနိုင်ငံခြားမှာတင်မဲ့စာတန်းလားတရားသူကြီးဟောင်းပြီးသားသွားပင်အကွက်ကိုကြိုးမြင်သူပါလားဟုသူမနည်းနည်းတော့ပြုံးသွားသည်တရားသူကြီးဟောင်းပြီးသားသွားပင်အကွက်ကိုကြိုးမြင်သူပါလားဟုသူမနည်းနည်းတော့ပြုံးမိသွားသည်ကျမမြန်မာနိုင်ငံမှာလည်းတက္ကသိုလ်စာတန်းဖတ်ပွဲတွေမှာစာတန်းတင်ပါတယ်ကျမတက်ခဲ့တဲ့ပြည်ပတက္ကသိုလ်မှာလည်းဖတ်ဖူးပါတယ်ရှင်အခုဟာကတော့ဘယ်ကိုတင်ဖို့ရဲ့တတ်မှတ်ချက်လည်းမရှိသေးပါဘူးစိတ်ဝင်စားတာတခုကိုပဲလေ့လာနေတော့မှသူစီကသတင်းမရသည့်အပြင်ကိုစီကသတင်းကိုပါထုတ်ပေးရမလို့အခြေအနေဖြစ်လာသည်
မင်းရဲ့စာတန်းကောင်းစဉ်ကဘာလဲလဲညောင်ဝင်းရဲ့အနှဲငယ်အောက်သက်သက်ဖြစ်သွားတော့လဲချက်ချင်းပင်စိတ်ကိုလျှော့လိုက်၏သတင်းပြောရမည်သတင်းအရင်းမြစ်တဦးသည်မေးသူဤကိုရေးရာသွင်းကိုသိကျင်လိမ့်မည်သတင်းတစ်ခုကိုပြောတင်မပြောတင်ချိန်ဆဖို့ဘယ်လောက်ထိပြောတင်လဲခံမှန်းဖို့သူ့မှာမိမိအကြောင်းမေးပိုင်ခွင့်ရှိပါသည် Bioarchaeology Analysis on Human Skeleton Remains in Myanmar မြန်မာနိုင်ငံမှာလူရိုးအကျွမ်းကြံများကိုဇီဝရှင်အောင်သုတေသနပြုဆန်းစစ်ခြင်းလို့ပေးထားပါတယ်ရှင်။ညောင်ဝင်းရံသည်အခုချက်ချင်းစိတ်ထဲမှစဉ်းစားပြီးပေါ်လာသောကောင်းစဉ်ကိုပြောလိုက်ခြင်းဖြစ်သည်။အဖိုးကြီးလက်ခံပုံရပါသည်။ခေါင်းတစ်ချက်ငိမ့်လိုက်သည်။ထို့နောက်ဦးတန်းမောင်နှင့်ညောင်ဝင်းရံစကားလက်ဆောင်ကြသည့်အဆင့်သို့ရောက်သွားပါသည်။ပြည်တွင်းစစ်နှင့်ပတ်သက်သည့်မြန်မာစာအုပ်အင်္ဂလိပ်စာအုပ်များသူမှရှိထားသည်။စာအုပ်ထဲမှဇလန်းတို့တွေအဖြစ်အပျက်တွေများစွာရှိသည်။ဖတ်ကြည့်နိုင်သည်ဟုမြောင်ဝင်းရံအားသူ့ဗီဒီယိုထဲမှရှိသည့်စာအုပ်တွေကိုထုတ်ပေးသည်။အိမ်ကိုငှားလို့ရပါသလားဟုမေးတော့ယူသွားပါဟုသဘောတူသည်။ကျုပ်မှာသားသမီး3ယောက်ရှိတယ်။3ယောက်လုံးကကျုပ်စာအုပ်တွေကိုစိတ်မဝင်စားကြဘူး။တစ်ယောက်ကရန်ကုန်ကရေတန်းစက်ရုံမှာလုပ်တယ်။သမီးတစ်ယောက်ကမန္တလေးမှာအထည်ဆိုင်ဖွင့်ထားတယ်။နောက်သမီးတစ်ယောက်ကစင်ကာပူမှာမိသားစုလိုက်နေတယ်။ကျုပ်သေးရင်တော့ဒီစာအုပ်တွေဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး။သက်80အဖိုးကြီးတစ်ယောက်ဤရင်ဘတ်ထဲကဖွင့်ထုတ်သောခံစားမှုကိုညောင်ဝင်းရံဘလို့ဖြည့်သိမ့်ပေးရမှန်းမသိပေ။ဦးရေလူငယ်တွေမှာသူတို့ရည်မှန်းချက်တွေနဲ့သူတို့မို့လူကြီးမိဘတွေရဲ့စိတ်ဆန္ဒဟာဘာဖြစ်မလဲလို့အထက်မတွက်မိကြပါဘူး။ဒါမျိုးကနောက်ဆုံးမှပဲအတိလေးဝင်လာတတ်တာ။အဲ့ဒီအချိန်ကျတော့အများစုကကန်ဆိုးစွာနဲ့ပဲဆန္ဒကိုလိုက်ရောပေးဖို့အခွင့်မရကြတော့ဘူး။ကျမဆိုလည်းအဲ့ဒီလိုပဲကျမအမေကကျမကိုဘာဖြစ်စေချင်လဲဆိုတာမမေးပဲကိုသွားချင်တဲ့လမ်းကိုရှောက်ခဲ့မိတာ။မိမိကဆိုကျမကိုခီးတွေထွက်နေရတဲ့ဒီအလုပ်ကိုလုံးဝမလုပ်စေချင်ဘူး။ကျမကိုစိတ်မချဘူးလေ။အခုဆိုရင်ရန်ကုန်မှာနေ့တိုင်းဖះမှာစွန်ပန်စီမီကပ်ပြီးကျမဘေးကင်းအောင်စုတွေပဲတောင်းနေတော့မှာပါမိဘဖြစ်စေချင်တာကိုသားသမီးကမလိုက်နိုင်တာတွေတာရကအများကြီးရှိပါသည်ဥယေအိမ်မချင်းမတူဘူးရင်ကုန်တန်ချင်းမတူဘူးလို့ပဲစိတ်ကိုဖြေပါအေးလေကျုပ်စိတ်ကိုကျုပ်ဖြေပါတယ်ဒါကြောင့်အခုပြောင်းလာတဲ့တရားသူကြီးလေးကိုကျုပ်စာအုပ်တွေပေးဖတ်တယ်သူကစာသိမ့်မဖတ်ချင်ဘူးဗျကျုပ်ကိုကြီးလာမင်းနေတော့မခက်ဘူးလားသူကရဲတော့မြောင်ဝင်းရံလည်းလိုက်ရဲမိသည်ဦးကဒီကိုလာတဲ့တရားသူကြီးတွေတရားရေးဝန်ထမ်းတွေရဲ့အကူအညီတောင်းတာအကြံဉာဏ်တောင်းတာကိုပေးနေရတဲ့သူဆိုတော့သူတို့နဲ့ဆွေးနွေးရင်ဒီပတ်ဝန်းကျင်မှာထူးခြားတဲ့အမှုတွေဥပမာ4-5ယောက်အသက်ခံရတာတို့တရားခံမပေါ်တဲ့အမှုတို့ဘာတို့များသတိထားမိလားယင်စကားတွေဘေးချော်သွားမှဆိုလို့ပြန်ကောက်မေးရလေသည်ကျုပ်ဘဟုတုတနဲ့တော့ထူးထူးဆန်းဆန်းအမှုရလို့မရှိပါဘူးမြို့ပေါ်မှာကတော့ခိုးမှုရိုက်မှုရင်တိုက်မှုဒါတွေကများတာပဲနယ်ဘက်မှာတော့မရိမှုလူသက်မှုရှိတာပေါ့လေဒါပေမဲ့ထူးထူးခြားခြားတော့မရှိဘူးဗျပြောရမယ်ဆိုဒီနေ့ကအေးချမ်းပါတယ်ထူးထူးဆန်းဆန်းအမှုတွေဆိုရင်ကျုပ်ရောက်ခဲ့တဲ့ဝေးတီခေါင်ပြားသည့်ဒေသကျေးလက်တောရွာတွေမှာပဲကြားရတာပဲငါတူမှတော့ကြားဘူးမှာမဟုတ်ဘူးတောနေဆင်းရဲသားတွေကအသိပညာဘုသူတမရှိတော့အမွားဘူးမွေးလာရင်တောင်ဒါဟာသုံးတို့နတ်ဆိုးတို့ဖြစ်မှာဆိုတဲ့အယူရှိတာမွေးလာတဲ့ကလေးတွေကိုတက်ပစ်ကြရတယ်ဟင်ညောင်ရံတသက်တွင်မကြားဘူးတော့ဖြစ်ရပါပဲကလေးတွေရဲ့ပါဇက်ထဲကိုဖွဲနှုတွေတိတ်ထည့်ပြီးတက်ပစ်ကလေးတွေကိုတက်ယုံနေမကောင်းအဲ့ဒီမွေးတဲ့မိဘတွေကိုလည်းရွာထဲမှာမနေခိုင်းမဲရွာပြင်ထုတ်ထားတာသူတို့ရှိရင်ရွာထိခိုက်တယ်ပေါ့အဲ့ဒီအဖြစ်မျိုးကြတော့ဆိုးရုပ်သူနဲ့ဆိုးကဘယ်သူပါလဲအစင်အလာနဲ့နားလည်နိုင်မှုတွေကိုကြော်လွန်သွားသည့်ဖြစ်ရပ်တွေမှန်သမျှဟာမကောင်းဆိုးဝါလက်ချက်ပဲဟုလူတွေသတ်မှတ်ကြသည်တကယ်တော့အကြောင်းအချင်းအရာကိုမသိသည့်အခါတရားခံရှာရင်းကနတ်ဆိုးမကောင်းဆိုးဝါကိုလွှဲချလို့ရသွားခြင်းဖြစ်သည်နောက်ပိုင်းကျအစိုးရကနေဒီအယူဝါဒတွေဒီလုပ်ရက်တွေကိုမလုပ်ဖို့အမိန့်နဲ့ကိုတားမြစ်ယူရတယ်အခုရောအခုတော့ဒါတွေမရှိတော့ပါဘူးတိုးတက်တဲ့အမြင်တွေရှိလာကြပါပြီပြန်ကားနေသည့်အခါဦးတန်းမောင်ကမြောင်ဝင်းရအတိအကျအဖြေမပေးခဲ့ကြောင်းသတိထားမိသည်စောစောကမီးရှို့တတ်တဲ့အမှုအေးလေတရွာလုံးမီးလောင်သွားတယ်ဆိုတဲ့ဖြစ်ရပ်ကိုဦးကြားမိလားမကြားမိဘူးလားကျမကိုမဖြေရသေးဘူးလားလို့ထိုအခါတရားသူကြီးဟောင်းကပြုံးသည်ဒါမျိုးကြားမိလားမကြားမိဘူးလားကျုပ်ပြန်စဉ်းစားရအောင်မယ်လေအချိန်တော့နည်းနည်းကြာမှာပေါ့ညောင်ဝင်းရသူ့မျက်လုံးတွေထဲကိုစူးစူးဆန်းဆန်းရှာဖွေသည့်အကြည့်ဖြင့်ကြည့်လိုက်မိသည်ဘာအတိတ်ပဲကိုမှမဖမ်းမိပါသူမလက်လျှော့လိုက်ပြီးမိမိ၏လက်ကင်ဖုန်းနံပါတ်ကိုပေးလိုက်သည်သူကဖုန်းနံပါတ်ကိုဖတ်ကြည့်ရင်ခဏနေတော့နှင်းသိမ့်သည့်စကားကိုပြောလာသည်တကယ်သိချင်ရင်စိတ်ရှည်ရှည်ထားရမယ်အချိန်ပေးဖို့လိုတယ်လောလို့မရဘူးနော်ဟုတ်ကဲ့ဦးသူစီမှာစာအုပ်တွေနဲ့ပြန်ထွက်လာပြီးနောက်ပြည်မူးငင်းကမရောက်လာသေးသဖြင့်အနီးကကိုကိုပင်အောင်ရှိလက်ဖက်ရည်ဆိုင်သို့သွားထိုင်ရသည်
ပြီးမိုးငိမ့်ဆေးရုံမှာကြာနေအောင်မလားဒီကြားတဲ့ရဲစခန်းသို့ထပ်သွားရအောင်မလားဟုစဉ်းစားသည်ရွှေမုံဝင်းကိုရဲရဲသက်သက်ပြုကျင့်ခဲ့သူကိုအခုလောက်ဆိုရဲကမိသွားရောပေါ့အိုးနေပါအောင်လေသူနဲ့ငါရှာနေတာနဲ့ဓာတ်ရိုက်ပတ်သက်နေတာလည်းမဟုတ်ဘူးနောက်ပြီးဒီလူကိုသွားတွေ့ဖို့ငါတယောက်တည်းမဖြစ်ပါဘူးတာမန်လူဆိုးလူသက်သမားမဟုတ်ပဲကလေးကိုအဲ့ဒီလိုလုပ်တဲ့လူဟာစိတ်ကိုကမူးမှန်မဟုတ်လို့ပေါ့အဲ့ဒီလိုလူမျိုးကိုလောလောဆယ်မတွေ့ကျင်သေးပါဘူးအနားသို့ကားတစ်စီးထိုးဆိုင်လာသည်ပြည်မိုးငိမ့်ဆန်နေပြက်ကကားလေးဖြစ်သည်တစ်ပင်မြင့်ကြီးပေါ်မှာဆောက်ထားသည့်အိမ်လေးကိုအဝေးမှမြင်လိုက်ကြတဲ့ကလေးနှစ်ယောက်ကတော့ပျော်ရွှင်စွာခုံးပေါက်မြူးတူးနေကြပြီတစ်ပင်မြင့်ကြီးတစ်ပင်ခွာကြားမှာစနစ်တကျဆောက်ထားသည့်လင့်စင်အိမ်လေးသည်ပေတရာလောက်များမြင့်မလားကျိုးလေကားတစ်ခုလင့်စင်အိမ်အစွန်းမှာအောက်ခြေထိတွဲလောင်းကျနေသည်တစ်ပင်ကြီးနားသို့တဖြည်းဖြည်းနီးလာသည့်အခါပင်စီတွင်ကတ်ထားသည့်ကညင်းဟူသည့်စာတန်းကိုမြင်ရသည်နောက်ပြီးကျိုးလေကားကိုအနီးကပ်မြင်ရတော့တစ်သားတန်းလေးတွေကိုတပေလောက်စီခွာပြီးလှေကားတိတ်လှုပ်ထားတာပါလားဟုတည်တည်ချာချာမြင်ရသည်နုံနိုးကမြောင်ဝင်းရန်၏လက်ဖျားကိုဆုပ်ကင်ထားရကနေလှုပ်ပြီးတစ်ပင်ကြီးစီသို့ပြေးသွားသည်တတတက်မယ်မတီရီလက်ထဲကဖိုးသားကလည်းခုံစောက်ပျော်မြူးနေရကမတီရီလက်ကိုလှုပ်ကသူ့အမနောက်ကပြေးလိုက်၏ပြီးမိုးငိမ့်နဲ့မတီရီကသဘောကျသည့်အပြုံးတွေနဲ့တယောက်ကိုတယောက်ကြည့်လိုက်ကြသည်မြောင်ဝင်းရန်ကတော့တခါမှမမြင်ဘူးသောတစ်ပင်မော်ကလင့်စင်အင်းကိုတအံတအောငေးမောနေသည်မထူးခြားသည့်မျက်နှာထားနဲ့ရှိနေသူကဥကောက်ရသည်တစ်ပင်မော်ကအိမ်ကိုတစ်ချက်သာကြည့်ပြီးစိတ်ဝင်စားသလိုဟိုဟိုဒီဒီတစ်ပင်တွေကြားဆက်ဆက်ဆူဆူမျက်လုံးဝဲကကြည့်နေသည်ဒီနေရာကကာကွယ်တော့လေဘယ်သူမှမဝင်ရဘူးဒီတစ်ပင်အိမ်လေးကိုဘယ်သူမှမမြင်ဘူးဟိုဘက်ဥယျာဉ် Eco Village မှာတင်တန်းလာလုပ်တဲ့လူတွေတောင်ဒီကိုတခါမှမလာဘူးညီမကအထူးဧည့်သည်မို့ကိုပြာလိုက်ဖို့ပေးတာကွမတီရီကသူမရှင်းပြပေးသည်အော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကလေးတို့သည်ကညင်မင်ချင်းရင်တို့အရင်ဆုံးရောက်သွားတော့လေတွဲလောင်းကျနေသည့်ကျိုးလီကားကသူတို့ကောင်းမအဝေးကြီးမြင်နေသေးတော့အားမလို့အားမရခုံပေါက်နေကြသည်ညောင်းရံနဲ့ဦးကြီးအားတစ်တော်ကိုလိုက်ပြပေးမိဆိုတော့ကညောင်းရံတိတ်စိတ်ဝင်စားခဲ့သည်မဟုတ်ဖိုးသားတို့မောင်နှမလည်းပါမဟုမတီတီကမြှုပ်ဆွဲလို့လိုက်ပါမယ်ဟုလက်ခံလိုက်ခြင်းဖြစ်သည်လက်ခံလိုက်တော့လေညောင်းရံအားထမိန်ပြင်းမလိုက်စေပဲဘောင်းမီဝေခိုင်းပြန်သည်မြမကြီးရွာတွေကိုအလဲလာတာမို့ဘောင်းမီလုံးဝမဟုတ်ဖို့ဆုံးဖြတ်ခဲ့သည်ဖြင့်ညောင်းရံဘောင်းမီတစ်ထည်မှပါမလာခဲ့ပြီမတီတီကတင်နန်းသူတွေအတွက်ထားသောတီရှပ်နဲ့ဘောင်းမီတစ်စုံကိုထုတ်ပေး၏တောရဲသွားတာဆိုတော့လွတ်လပ်ပေါ့ပါဖြစ်ဖို့အရေးကြီးတယ်ဟုဆိုပါသည်ဟင်ကျမဘောင်းမီမွေးချင်မှုအမဒီတိုင်းပဲလိုက်လို့မရဘူးလားဖိုးသားကတော့ကလေးပီပီမျိုးသိမ့်မနေနိုင်ပဲဖော်ကောင်လုပ်သည်မမကြီးတောရဲရောက်ရင်ဘောင်းမီထဲမှာလှုပ်လို့ရတဲ့အလုပ်တစ်ခုရှိတယ်ဘောင်းမီဝတ်မှရမှာတဲ့ဟင်ဘာအလုပ်လဲညောင်ဝင်းရံကိုဖိုးသားကပြုံးစစ်စစ်ကြည့်ပြီးဟိုရောက်တော့မှသိမှာပေါ့ဟုအလျိုးဝက်နေသည်ကလေးတွေနဲ့ဘယ်တော့မှလိုက်ရောညီထွေမနေတတ်ခဲ့သည့်ညောင်ဝင်းရံသည်သူတို့မောင်နှမကိုတော့ခင်တွယ်မိလေသည်ညောင်ဝင်းရံ၏သဘောတိုင်းသာဆိုလျင်ဘောင်းမီနဲ့မှလှုပ်လို့ရသည့်အလုပ်ကိုမလုပ်တော့ဘူးပေါ့သို့တော့သူတို့အလိုလိုက်ပြီးဘောင်းမီလဲခဲ့လိုက်ရသည်ဘောင်းမီကဟိုနေ့ကမတ်တီတီဝတ်ထားခဲ့သည့်အဖြူရောင်ချီတယ်ပိတ်ပြောပေါ်ပွားအောက်နားသားကိုခြေသလုံးတွင်ပြန်ချီနှောင်မှုချီကျိုးလေးတွေပါသည်မတ်တီတီကလည်းအောက်နားသားမှာကျိုးချီလိုက်သဖြင့်ညောင်ဝင်းရံလည်းသူ့လိုပင်စီးနှောင်လိုက်၏ပထမတော့သူတို့ခြေပေါ်အောက်ကတေးရွက်ကြွေတို့သည်ခြေလန်းလှမ်းတိုင်းချွတ်ခနဲမြည်၏နွေရာသီရွက်ကြွေတို့သည်6တယောက်ငှကျွတ်ဆက်နေခဲ့သည်နောက်တော့လမ်းလျှောက်ရင်ခီးတွင်လာသောအခါတစ်ပင်တွေကပိုစိတ်ပိုသိပ်သေးလာပြီးရွက်ကြွေတွေကအတန်မမီတော့ပဲမွတ်အီဖြစ်လာသည်ပြီးတော့မှဒေါ်ဒန်စီတို့ရောက်တော့သည်ပုဂ္ဂလိကကာကွယ်တာအခွင့်မရှိမဝင်ရအဖြူခံပေါ်တွင်အနီအောင်စလုံးကြီးများဖြင့်ရေးထားသောတစ်သားဆိုင်ပုတ်ကြီးတစ်ခုဒေါ်ဒန်ထိပ်ကတစ်ပင်စီတွေရှေ့မှကန့်လန့်ပြတ်ရှိနေသည်ဆိုင်ပုတ်ကအတော်ကြီးသည်အလျား9ပေအနက်2ပေလောက်ရှိမည်ဒါဟာလူတိုင်းဝင်လို့မရသည့်တားမြစ်နယ်မြေပဲတစ်တော်ဤအဝင်တွင်တစ်သားဖြင့်အခိုင်ခန့်ဆောက်ထားသောနတ်စင်တစ်ခုကိုတွေ့ခဲ့ရတော့အံ့ဩသွားသည်ပြည်မိုးငိမ့်သည်နိုင်ငံတကာသို့လှည့်လည်သွားလာနေသောခေတ်ပညာတတ်ဖြစ်သည်မဟုတ်လားနတ်ကိုးကွယ်မှုကိုလုံးမဲ့သူမှမဟုတ်ပဲဒါကိုပြေဆောက်ထားရလားဟုတ်တယ်အဖိုးလက်ထက်မှာကလေးကဆောက်ထားတဲ့နတ်စင်ကိုကျွန်တော်လက်ထက်မှာပြန်ဆောက်ထားတာနတ်ကိုယုံလား
အခုနဲ့စင်ကကျွန်တော်နဲ့ကိုယုံနာမယုံနာနဲ့မဆိုင်တော့ဘူးလှုပ်ကိုလှုပ်ရမယ်အလုံးမလှုပ်ပေးလိုက်တာပဲကျွန်တော်တော့ကိုစောင့်ပေးမယ်အလုပ်သမားတွေအတွက်လည်းနှက်စင်လို့တယ်တောထဲလာပြီးတစ်ခုတ်ချင်းတဲ့လူတွေအတွက်လည်းနှက်စင်လို့တယ်ပြီးမိုးငင်းကအဲ့လောက်ပဲပြောပေမဲ့မတ်တီရီကရှေ့ရှေ့ဝေးဝေးရှင်းပြသည်နှက်စင်တွေကတစ်ပင်အကြီးကြီးတွေကိုထိထိရောက်ရောက်စောင့်ရှောက်ပေးနိုင်တာတော့အမှန်ပဲညီမရဲ့ညီမကြည့်လိုက်မြမပြည်အနှံ့ပြားမှာတွေးသမျှတစ်ပင်ကြီးကြီးမားမားတွေဆိုရင်နှက်စင်တစ်ခုခုတော့အနားမှာရှိနေတတ်တယ်အဲ့ဒါလဲတစ်တော်ကိုတစ်မျိုးကာဝယ်ပေးတာပဲနတ်ကိုမမြင်ဘူးကြပေမဲ့တို့လူအများစုကနတ်ကိုကြောက်တယ်လေနတ်ရှိတယ်နတ်ကြီးတယ်လို့သတင်းကြားရင်အဲ့ဒီတစ်ပင်ကိုခုတ်လဲဖို့တော်တော်မိုက်မိုက်မဲမဲတစွတ်ထိုးနိုင်သူပဲစဉ်းစားမှာအဲ့လိုဆိုတော့လဲဟုတ်နေရပဲကိုပြေးကိုဒီနတ်စင်မှာရှိတဲ့နတ်ရုပ်ကဘာနဲ့လဲလို့မေးကြည့်သူသိမလားလို့ပြည်မိုးကြီးကရဲသည်ကျွန်တော်မသိဘူးဗျညောင်မင်းကြီးအောက်မှာတော့ကောက်ရင်နတ်ရုပ်တွေစွန့်ပစ်ထားတာအများကြီးပဲအဲ့ဒီထဲကအစင်ပြေမဲ့ယောက်ျားရုပ်2ရုပ်3ရုပ်ကိုကောက်လာပြီးစင်မော်တင်ထားပေးလိုက်တာပဲဦးဘိုးသားကြီးကတောင်မေးတယ်ဆရာလေးကိုကြီးကျော်ကတစ်ပင်ကိုစောင့်လို့လားတဲ့ကျွန်တော်လဲကိုယူလာတဲ့အယုတ်ကိုကိုကြီးကျော်လားမြင်းမြူရှင်လားမသိပါဘူးစောင့်ပေးပါလိမ့်မယ်ဗျာကြည့်နေပါလို့ပြောထားရတယ်သူ့ဟာသူသဘောကျပြီးရေမောနေသောပြည်မိုးငင်းသည်အခုတော့လဲဖြူစင်ရိုးသားသောလူငယ်တဦးဖြစ်နေပြန်လေသည်နတ်စင်အကျော်တွင်ပြည်မိုးငင်းကသူ့ကြောပုတ်အိတ်ထဲမှပလင်းတစ်ခုကိုထုတ်ယူကအဖုံးဖွင့်လျက်အားလုံး၏လက်ထဲသို့စီအနှဲငယ်စီလောင်းထည့်ပေးသည်မှတ်တွေချင်းတွေမကိုက်အောင်လို့လိမ့်ရမယ်တဲ့အနက်ကစပလင်စီနန့်ဖြစ်သည်ကလေးနှစ်ယောက်ကဒီလိုတောလှဲ့လဲခြင်းကိုနေသားကြနေပြီမို့လက်ပွားနှစ်ဖက်ကိုပုတ်ကအင်ကြီးပေါင်းပြီးလွတ်နေသောလက်ဖမိုးတို့ကိုခတ်သွက်လိမ့်ကြံနေသည်အားလုံးလိမ့်နေတာမို့သူမလည်းကြပြာလိမ့်ကြံလိုက်ရပါသည်သူ့တစ်တော်သည်အခုလောက်စနစ်တကျရှိနေလိမ့်မည်သူမမထင်ခဲ့အခုတော့တစ်ပင်တွေအကုန်လုံးကညီညီညာညာအရွယ်အစားအမြင့်မတိမ်မရိပ်စိမ့်တချို့ဝါတချို့ညိုတချို့အရွက်တွေကလည်းဝေဝေးဖြားဖြားမောကြည့်လျင်ခေါင်းငင်ကိုမမြင်ရလောက်အောင်တောတူတတ်မှုရှိသည်တစ်တောကဘယ်နှဧကားလောက်ရှိလဲခက်သေးသေးပါပဲဟက်တာ1000တော့မပြည့်ပါဘူးဧကားနဲ့ဆိုရင်2000လောက်ပေါ့အိုးမနှဲဘူးပဲဥကိုပြေတသားတို့အိမ်မော်တက်ရအောင်ဖိုးသားကပြည်မိုးငင်းကိုလက်ဆွဲပြီးခုံဆွခုံဆွပူဇာနေသည်အေးတက်ရမယ်နေအောင်လေဒီလောက်တစ်ပင်အမြင့်ကြီးကိုညွတ်ပဲကျိုးလီကားလေးနဲ့ဒီကလေးတွေတက်ဖို့ပဲဖြစ်နိုင်မလဲအန်ဒီရဲ့ကြီးကကြီးနဲ့ညဝင်းရံလည်းမတက်ရဲ့ဥကောက်ရကတော့လင့်စင်ကိုစစ်ကိုမဝင်စားသူစိတ်ဝင်စားတာကမြေကြီးပဲမြေကြီးပေါ်ကရွက်ကြွေတွေကြားမှာအလေးကြောက်ပေါက်နေသည့်ခြုံပင်ပင်မှုလေးတွေကိုကင်ကြည့်လိုက်အရွက်တွေကိုခူးပြီးနမ်းရှုံကြည့်လိုက်ဖြစ်အလုံးရှုံနေလေ၏ပြည်မိုးငိမ့်နဲ့မတ်တီရီကတခုခုကိုအလေးနဲ့ဆွေးနွေးနေကြပြန်သည်မမဝေကျွန်တော်ပြောတာကိုမမဝေထက်စဉ်းစားပါအောင်ဒီတော့အုံမှာတဘာဝခီးသောလုပ်ငန်းအတွက်အများကြီးပြင်ဆင်လို့ရတယ်ကျွန်တော်တို့လည်းဝင်ငွေကောင်းမယ်ဒီလိုတစ်တော်မျိုးဒီလို6သွေးရက်ဝန်းမှာတွေ့ဖို့ဆိုတာရှာပါဒီနိုင်ငံမှာလည်းဘယ်သူမှမလုပ်သေးဘူးလုပ်ရအောင်လေသူစိတ်အားထက်သန်နေသည်ကိုမြင်ရသည်ကျွန်တော်စိတ်ထဲကနေလက်ကမ်းကြော်ညာတောင်ရေးပြီးနေပြီတစ်ပင်ထိပ်ပြားရွက်အုပ်တန်းမှာလမ်းလျှောက်ကြသို့တဲ့မကောင်းဘူးလားမဖြစ်ပါဘူးကိုပြေရဲ့သူများထားခဲ့တဲ့အမွေဆိုတာမပြည့်စည်အောင်ထိမ့်သိမ့်ရမယ်မင်းအဖိုးကတစ်တော်ကိုတစ်တော်နဲ့တူအောင်ထိမ့်သိမ့်ရပါလို့မှာခဲ့တာကိုမင်းကကစားခွင့်လုပ်ဖို့ဘယ်သင့်တော်မလဲမပြောနဲ့မလုပ်ရဘူးမဟုတ်ဘူးမမဝေမှားနေပြီတစ်တော်ကတစ်တော်ပဲပြည့်စည်သွားမှာမဟုတ်ပဲတော်ရဲ့အရသာကိုမပြည့်စေရဘူးလေကျွန်တော်တို့မလေးရှားကမိုးတစ်တော်လို့ကနိုဘီဝေါ်ကင်းလုပ်ရအောင်ပါဟင်းမလုပ်ပါဘူးဟောကြည့်မမဝေကကျွန်တော်အိမ်မက်ကိုအမြဲတမ်းဖျက်ပြစ်တယ်အလို့တော့ကျုပ်ကဘယ်အိမ်မက်တွေများဖြတ်မိလို့တော့ဆွဲဒီကိစ္စတခုပဲတားမိတာပါလုံးမယ်ဆိုရင်လည်းအချိန်မတိုင်သေးဘူးဒီတစ်တော့ကအခုမှတစ်တန်450ပဲရှိသေးတယ်နောက်ပြီးတဘာဝတော့လည်းမဟုတ်သေးဘူးဒါမူလတစ်တော့မဟုတ်ဘူးပြန်ဆိုင်ထားတဲ့တစ်တော့လေသူများနိုင်ငံကတဘာဝတော့ကွခြုံနယ်ပိတ်ပေါင်းတွေနဲ့ရေညှိတွေကပ်ပါပင်တွေနဲ့တစ်ပင်ပေါ်မှာပေါက်တဲ့တစ်ခွတွေကလည်းတဘာဝတစ်ခွတို့တစ်ပင်တွေကအခုမှတစ်ခွတွေတက်ဆိုင်ထားတာဘယ်နှစ်ရှိသေးလို့တော့ခဏစောင့်ပါအောင်မတ်တီတီသည်ပြိုးငိမ့်ပေါ်တွင်ဩသာလွှမ်းမိုးမှုတော်တော်ရှိသည်ပြည်မိုးငိမ့်မျက်နှာညိုညိုနဲ့အတန်တိတ်သွားလေသည်မတ်တီတီကပြည်မိုးငိမ့်မျက်နှာညိုသွားတာကိုကလေးတယောက်ကိုချော့တယ်လို့ဟန်ဖြင့်ပြုံးရယ်ကပခုံးကိုပုတ်သည်ကဲစိတ်လောမကြီးနဲ့တော့ငါမောင်အချိန်တန်ရမမဝေစီစဉ်ပေးမယ်ဟုတ်ပြီလားတစ်ပင်တက်ရအောင်ထို့နောက်မတ်တီတီကခက်လန်းလန်းမှရှိသည့်စတိုကန်းလိုအဆောက်အဦသေးသေးလေးတဲသို့ဝင်သွားပြီးဆိုင်ကယ်စည်းကောင်းဆောင်တွေလေရင်ခပတ်လိုခွင်းတွေတိုင်းကျိုးတွေကိုတပွေးတစ်ပိုက်ထုတ်ယူလာ၏ပြည်မိုးငိမ့်ကထိုပစ္စည်းတွေကိုမတ်တီတီလက်မှလှမ်းပွေယူသည်ဒါရီနဲ့တက်မှာပေါ့ဒါပေမဲ့ဆိုင်ကယ်စီးအုပ်ထုတ်ဘလောက်ပဲမှပေတရာအမြင့်ကနေပြုတ်ကျရင်တော့သေမှာပဲဒါကိုသိနေတယ်လို့ပဲပြည်မွေးငင်းကမြောင်ဝင်းရံမဲ့လှဲ့ကြည့်ပြုံးပြသည်
ညောင်ဝင်းရံကကြိုပြီးညင်းလိုက်သည်ကျမမတက်ဘူးကျမကြောက်တယ်အမြင့်ကြီးမတီရီကညောင်ဝင်းရံ၏လက်ကိုစွတ်ကင်အားပေး၏အိုးညီမကြောက်စရာမလိုဘူးလေညီမအန်နယ်ဖြစ်မဲ့အလုပ်ကိုတို့ဘဲလုပ်ခိုင်းမှမလဲကလေးတွေလည်းအန်နယ်မရှိအောင်စီစဉ်ထားပါတယ်ဒီအတိုင်းမတက်ရပါဘူးအပေါ်ကနေကျိုးနဲ့ထိမ့်ပေးထားမှလေစောင့်ကြည့်ပါအောင်နော်ပြီးမိုးငင်းကတွက်လက်ဖြက်လက်စွာပစ္စည်းတွေကိုကောက်ယူလျက်သူ့ကိုယ်မှာတစ်ခုချင်းတိုင်းချိတ်တွယ်လိုက်သည်လက်နဲ့ကိုအထက်ပိုင်းမှာတစ်မျိုးပေါင်းနဲ့ခါမှာတစ်မျိုးထို့နောက်တစ်ပင်စီသို့ခက်သွက်သွက်လျှောက်သွား၏ကက်လက်တစ်ပင်ကြီးတစ်ပင်အောက်ခြေမှာအပန်းဖြေဖို့ပြင်ခုံတစ်ခုကိုပင်စီပက်ပက်လေးရိုက်ထားသည်ထိုပြင်ခုံဝိုင်းပေါ်မှာမြောင်ဝန်းရံတို့အုပ်စုထိုင်လိုက်ကြပြီးပြီးမိုးငင်းတစ်ပင်တက်တာကိုစောင့်ကြည့်ကြသည်ပြီးမိုးငင်းအရက်နဲ့ကိုပဲကျိုးလီကားကလက်တစ်ဖောင်မကမြင့်နေသေးသည်ထိုကျိုးလီကားစီသို့လက်လန်းမီအောင်တစ်ပင်ပင်စီမှာကပ်ရိုက်ထားသောတစ်သားတန်းအထင်များအတိုင်းတက်သွားရသည်ဖျားရင်မတော်တဆခြေချောပြီးပြုတ်များကြလိုက်ရဲ့ကြည့်နေရင်လည်းမြောင်ဝန်းရံထိတ်ခနဲ့ရင်ခုန်သွားသည်လင်းကားတစ်တက်ပြီးမှကျိုးအစွန်းကိုခြေထောက်ချလို့မှီသွားသည်ထိုကျိုးလီကားပေါ်သို့ခက်သွက်သွက်တက်သွားသည့်အခါမြောင်ဝန်းရံမကြည့်ရသဖြင့်တစ်ဖက်သို့လှည့်နေလိုက်ရ၏အမြင့်ကြီးမှတကယ့်ကိုအမြင့်ကြီးပါကျိုးလီကားကဆွေးမနေဘူးလို့ဘလို့လုပ်တည်ကြပါမလဲမြောင်ဝန်းရံမကြည့်ရဲတာကိုဖိုးသားကတော့သဘောကျပြီးရဲလို့မဆုံးတော့ပဲသူ့အတွက်ဘာဖြစ်လို့ဒီလောက်စိတ်ပူကြောက်လန့်နေမိတာလဲကိုလည်းနားမလည်နိုင်တော့ပါမမကြည့်ဟိုမှာဥကိုပြေပြန်ဆင်းလာတော့မယ်ဖိုးသားကအတန်းသားဖြင့်စိတ်လှုပ်ရှားစွာသတင်းပေးလာသည်သူမမောကြည့်လိုက်တော့ပြီးမူးငင်းကလင့်စဉ်ကျန်းကင်းအစွန်းမှာဟိုဘက်ဒီဘက်ဝရန်တာပေါင်များကိုအားပြုကင်လျက်မတ်တက်ရက်နေသည်ဖျားတစ်ပင်ဘလောက်မြင်တယ်လဲဆိုရင်သူ့ကိုဒီကနေတီးတီးလေးပဲမြင်ရသည်အတက်တုံးကလိုပင်ကျိုးလီကားကိုမျက်နှာအပ်လျက်နောက်ပြန်ဆင်းမှုကြောပေးလိုက်၏အေးပေါ်နောက်ပြန်မဲဆင်းရမှာပေါ့ထို့နောက်ခြေထောက်ကိုလှေကားတစ်သားတစ်ပေါ်ချလိုက်သည့်အခါသူ့ခြေထောက်ကတစ်သားတန်းပေါ်မကျပဲလေထဲရောက်သွား၏အမလေးညောင်ဝင်းရလွတ်ကနေអော်လိုက်မိမစိုးရိမ်ပါနဲ့အဲ့ဒီကလေးကအဲ့လိုပဲစနေကြသူများရင်တော့အမြဲလှုပ်တယ်တကယ်ကြသွားလဲစိတ်မပူနဲ့သူ့ကြောမှာအခုထိန်းကျိုးတက်ပြီးသွားပြီညီမရဲ့မတီတီကမြောင်ဝင်းရအားလက်ဖျားကိုထွေးဆုပ်လျက်နှစ်သိမ့်သည်သူမမျက်နှာပူနွေးအောင်ပဲရှက်သွားပါသည်ဟုတ်ပါသူ့နောက်ကျောတိုင်းကျိုးဤခါစီမှာကျိုးတစ်ချောင်းအလိုက်တင်တန်းလန်းပါလာသည်လင်းစဉ်ရှေ့နာကတစ်ပင်ကိုင်းကြီးမှာချိတ်ထားသည့်ကျိုးဟုထင်ပါသည်သူတစ်ထစ်ဆင်းလိုက်တိုင်းခါထင်းကျိုးကနောက်ထပ်ရှည်လိုက်လာသည်ပင်စီတစ်သားတင်များကိုဆင်းနေတော့မှလည်းကျိုးကလိုက်ပါလာသည်မြေပြင်မှတပေအမြင့်ခန့်မှရှိသည့်အောက်ဆုံးတစ်သားတစ်ကိုချီချမိသောအခါခါထင်းကျိုးကဆက်မလျော့လာတော့ပဲတင်းသွားသည်ကျိုးရှည်ကုန်သွားပြီကျိုးတင်းတော့သူဆက်မစင်းမဲ့ပင်စီကိုဖက်လျက်ရက်နေ၏ထိုအချိန်တွင်မတီတီကသူ့စီအပြေးသွားသည်ထို့နောက်သူကြောကခါတိုင်းကျိုးနှင့်တွဲချိတ်ထားသောထင်းကျိုး၏ခွင်းကိုဖြုတ်ပေးလိုက်သည်လင်းစင်မှကျနေသောထင်းကျိုးကလွတ်သွားပြီးမြေပြင်မှ၄ပေအကွာတွင်တွဲလောင်းကျနေလေသည်အဲ့ဒီတော့မှပြီးမိုးငင်းကနောက်ပြန်ခုန်ချသည်မတီတီကသူ့ကိုလိုအပ်လျင်ပွေ့ဖက်ပေးတော့မလို့လက်ဟန်ပြင်းလျက်နောက်ဘက်ကနေနီးကပ်စွာစောင့်ပေးနေခဲ့သည်သူလည်းအောက်မြေပြင်သို့ရောက်ရောသူ့အနားသို့ကလေးတွေကပြေးသွား၏ညောင်ဝဲရမှာရောပြီးလိုက်သွားမိသည်ကိုပြေရဲ့ဒီလိုထိမ့်ပေးတဲ့ကျိုးကိုအစာကလေးကတန်းလန်းလေးချထားလိုတဲ့အချိန်မှာခါကိုချိတ်ပြီးတက်ရင်တက်ကလေးကစိတ်ချရတာပေါ့အခုတော့ထိန်းချိုးမပါပဲတက်နေရတော့ရှင့်အတွက်ဘလောက်အန်နေများလဲစိတ်မောခဲ့ရတာကိုထိန်းချုပ်မထားနိုင်တော့ပဲလှုပ်ခနဲ့အပြစ်တင်လိုက်မိ၏သူ့မျက်ဝန်းထဲမှာအံ့ဩရိပ်နဲ့အတူအပြုံးတစ်ခုကိုမြင်တော့မှငါမှားသွားပြီဟုနောင်တရသွားပါသည်ညီမစိတ်ပူတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ခါမှချိတ်တဲ့ထိန်းချိုးကိုအမြဲတမ်းဆက်နေရသည်ဒီလိုကြီးတန်းလန်းထားဖို့မဖြစ်နိုင်ဘူးလေကျိုးကခိုင်ခန့်ရမယ်ခြောက်သွေ့ရမယ်အန်ဒီရကင်းရမယ်မိုးတန်ရေတန်နေတန်နဲ့ပြစ်ထားလို့ပဲဖြစ်မလဲသူ့ကိုစိတ်ချလက်ချထားပြီးတက်သွားတာကမှမမျော်လင့်ပဲကျိုးပြက်တာတို့အပေါ်ကချီထားတဲ့အထုံးမခိုင်လို့ပြုတ်ကြတာတို့ကြုံရနိုင်တယ်ဒီအတိုင်းတက်တဲ့အခါကျတော့ကိုသတိထားတယ်လေကျွန်တော်ဒီလင်းစင်မောင်ငယ်တည်းကတက်နေကြကျွမ်းနေပြီဖိုးသားနဲ့နိုးနိုးကိုကျိုးတိုင်းခွင်းတွေဝှက်ဆင်ပေးကြသည်လင်းစင်မောင်ကချထားတဲ့ထင်းကျိုးကလူနှစ်ယောက်စာပဲစိတ်ချရတယ်ဒီတော့ကျွန်တော်ကတယောက်ချင်းကိုတစ်လှည့်စီခေါ်သွားပေးမယ်ဦးကြီးကျွန်တော်နဲ့တက်မယ်နော်ဦးကြီးကောက်ကခေါင်းတရန်လက်တကာကားဖြင့်အသေးအတန်ညင်းလေသည်ဦးကြီးကမတက်ရဲဘူးကိုပြေဦးကြီးကအသက်ကြီးပြီမတက်ချင်အတင်းမတိုက်တော့မှနဲ့မတီလီကပြီးမူးငင်းကဟန်တားသည်ဦးကြီးအပေါ်မှာပကြီးဆွဲဖို့မြင်ကွင်းသိကောင်းတယ်ဗျပကြီးစက်ကူတွေရောင်စုံခဲတံတွေလည်းရှိတယ်တက်မယ်မဟုတ်လားဦးကြီးကခေါင်းတရန်ရန်ဟဲ့ဒီကောင်လေးလူကြီးကိုမစစမ်းနဲ့ပြီးမူးငင်းကကလေးနှစ်ယောက်ကိုခါထိန်ခွင်ခိုင်ခိုင်ချိတ်ချီပေးပြီးသူကတော့ထိန်ကျိုးမပါပဲအပေါ်သို့တက်တော့သည်အမေကလေးနှစ်ယောက်ကလည်းကျိုးလီကားကိုမြားတစ်ထစ်ပြီးတစ်ထစ်တက်သွားလိုက်တာတွက်လက်လို့
ဘယ်လောက်များလေ့ကျင့်ထားလဲမသိဘူးမတီရီကစိတ်ပူပန်ခြင်းမရှိသားနဲ့သမီးကိုပြေမိုးငိမ့်နဲ့စိတ်ချလက်ချထားနိုင်သည်ဖះကန်ဆိုတာမပြောနိုင်ဘူးနော်ပြက်ကြတာတို့ဘာတို့ဖြစ်မှဖြစ်ရလေဘာဖြစ်လို့များဒီလောက်သူစွန့်စားခြင်းရတာလဲကလေးနှစ်ယောက်တည်းတစ်ပင်ပေါ်မှာမထားခဲ့ပြေမိုးငိမ့်ကဆင်းမလာပဲခါထင်းညို့ကိုမတီရီစီပြစ်ချပေးသည်ကဲညီမတို့ကိုနောက်ကနေခါထင်းညို့နဲ့ကပတ်နဲ့မြဲအောင်ချိတ်ပေးတော့ဟင်ကျမမလုပ်တတ်ဘူးတို့ပြမယ်လေဒီမှာမတီရီကလက်မောင်းနဲ့ကိုယ်တွေကိုတိုင်းထားသည့်တိုင်းညို့ကိုမှမချီသေးခင်ခါထင်းညို့၏ချိတ်ကွင်းနဲ့ချိတ်ပုံချိတ်နည်းကိုပြသည်တို့လည်းကိုယ့်အကိုလက်နောက်ပြန်နဲ့ပြန်စစ်လို့ရပါတယ်စိတ်မပူနဲ့ညီမကကူပေးုံပဲမတီရီဤသွယ်ပြောင်းလွင်လောင်းသောကိုခန္ဓာမှာတင်းနှမ်းပေါင်းမီအင်ကြီးပွားအောက်တွင်ပင်အချိုးအစားပြည့်လှပနေလေသည်ခါတိုင်ကွင်းတွင်ထိန်ကျိုးချိတ်ကွင်းကိုချိတ်ပေးသည့်အခါမြောင်ဝင်းရန်လက်တွေတုံနေသည်မိမိမှားလိုက်လျင်သူတစ်ပါးအသက်အန္တရာယ်ကိုထိခိုက်နိုင်မှန်းသိနေတော့စိတ်မရဲပေမတီရီကလည်းကိုကိုစိတ်ချလက်ချထားတာတော့မဟုတ်သူ့လက်ဖြင့်နောက်ကိုပြန်ဆန်းကချိတ်ကွင်းကိုအသေးချတတ်တော့သည်အပေါ်မှာကလေးနှစ်ယောက်ရဲမောတံကိုကြားရသည်မောကြည့်လိုက်တော့ကလေးနှစ်ယောက်နဲ့သူကဝရန်တာအတွင်းမှာမတ်တက်ရက်ပြီးအောက်ကိုငုံကြည့်နေသည်မတီရီကျိုးလေကတက်သွားပုံကတွက်လက်သည်ဟိုသည်လွှဲရန်ရင်းရိုင်နေသည့်ကျိုးလေကားကိုအလိုက်တင်ကိုထိန်းကတက်သွားပုံကကိုယုံကြည်မှုအပြည့်ဟန်ဖြစ်သည်ရှင်းတဲ့မတီရီဘယ်ချိန်ကစပြီးကောင်းတူဆိုးဘက်အပေးအယူမျှနဲ့နှစ်ယောက်တဘွားဖြစ်နေခဲ့ကြတယ်လေကျမသိချင်လိုက်တာရှင်စကားအရာဆိုရင်အနည်းဆုံးတော့10နှစ်ကြာခဲ့ပြီပေါ့ကြည့်ပါဦးတယောက်ကလင်းစင်အိမ်တကားဝါသို့ရောက်သည့်အခါတယောက်ကလှမ်းပွေဆွဲပြီးအိမ်ထဲကိုခေါ်ယူတာပြီးတော့နှစ်ယောက်စလုံးသဘောကျသွားရဲမောလိုက်ကြတာကျမကတော့အပင်ကြီးအောက်ခြေကနေတယောက်တည်းမော်ပြီးကြည်လို့ပေါ့။အိုးသူတို့နဲ့ငါနဲ့ဘာဆိုင်လဲ။ဦးကြီးကောက်ရရဲ့လျှို့ဝှက်ချက်သားရှိမနေဘူးဆိုရင်ငါသူနဲ့တနာရီတောင်အတူရှိနေကြမလို့ဘူး။ထို့အသည့်တရားဖြင့်သူမနေတာထိုင်သာရှိသွားကမျက်နှာကိုလွှဲလိုက်တော့မိအချိန်ထို့အချိန်မှာပင်ပြည်မိုးငိမ့်အပြုတ်မှုကြောင့်အသေးအေးကနေဖြစ်ကဒီကိုယ်လုံးတုံရီသွားတော့သည်။ပြည်မိုးငိမ့်ကပထမဆုံးအသက်ဝဝရှူလိုက်တဲ့ကဲ့သို့ပင်လက်နှစ်ဖက်ကိုဘေးသို့ဆန်တန်းလိုက်သည်။ထို့နောက်လေထီးသမားတစ်ယောက်လေပေါ်မှခုန်ဆင်းလိုက်သလိုပင်တစ်ပင်ပေါ်မှအောက်သို့ခုန်ချပစ်လိုက်လေသည်။အမလီသေးပါပြီ။မတီရီအခုလေးရင်ကြိုတင်သတိပေးထားပါလေ။သူအခုလိုအမြင့်ကြီးမှခုန်ချလိုက်သောအခါမြောင်ဝန်းရန်ခြေပြားလက်ပြားတွေအေးရလောက်အောင်ပင်ထိတ်လန့်ကြောက်ရွံ့သွားသဖြင့်ရောင်ရမ်းမြမျက်စိကိုမှိတ်ချပစ်လိုက်မိသည်။ရဲမောတံတွေကိုကြားရ၏ကလေးတွေစီကရဲတဲ့ပြည်မိုးငိမ့်၏ရဲတဲ့မြောင်ဝန်းရန်မျက်လုံးကိုမရဲတရဲဖွင့်ကြည့်လိုက်သည်ပြည်မိုးငိမ့်သည်တိုင်းကျိုးဖြင့်တွဲလောင်းဖြစ်ကခြေထောက်များမြေပြင်မှတပိတ်အကွာတွင်ပတ်ချလဲနေသည်သူ့လက်ကသူ့နောက်ကျောတွင်တင်းနေသည့်ကျိုးကိုခေါင်းပေါ်မှနောက်ပြန်ဆုပ်ဆွဲထားသည်သူရဲမောနေပုံကစွန့်စားမှုအတွက်ကိုတော်တော်ကြီးကျေနပ်နေပုံမြောင်ဝန်းရံကတော့မိမိရှိတွင်အဲ့လိုသူရဲကောင်းလုပ်ပြရပါမလားဟုဒေါသထွက်သွားမိသည်နောက်ပြီးအပေါ်မှာကလေးတွေရှိသည်ကလေးတွေရောင်မားပြီးအတူယူတာအားကြတာမျိုးဖြစ်နိုင်သည့်အပြုမှုကိုဘာဖြစ်လို့မစင်မချင်းလုပ်ရတယ်လဲမတီဒီကရောဘာဖြစ်လို့မတားမြစ်တာလဲဟာညီမကြည်ကောင်းလို့ကြည်နေရလားလာပြီးကျိုးလေးဖြိုပေးအောင်လေဗျာဒီမှာတန်းလန်းကြီးဗျဒီမိုးကြီးကလေထဲမှာရဲမောရင်တန်းလန်းလေနေရကသူမကိုလှမ်းပြောသည်အိုးဟုတ်လားသူခါကထင်းညို့ကိုကဖြုတ်ပေးရမှာတဲ့လားညောင်ဝင်းရံကြောင်သွားသည်ဟင်းအိုးတက်တုံးကကိုယ့်အကိုတက်တာမဟုတ်လားဖြုတ်တော့လဲကို့ဘာသာဖြုတ်ပေါ့ဟာဗျာတက်တုံးကမမဝေတက်ပေးတာလေဖြုတ်တော့တယောက်ကဖြုတ်ပေးမှာပေါ့ဟင်းဟုတ်သားပဲသူမသူရှိရသောတွန်းဆုပ်ဖြင့်ရှောက်သွားမိသည်သို့တော့အနားရောက်မှသတိထားမိသည်သူ့ခြေထောက်တွေကမြေပြင်မှတပိတ်အကွာမှလွတ်နေတော့ငကိုကမှသူ့ရက်ထက်ပိုနှိမ့်သည့်မင်းကလေးကဘယ်လိုလုပ်သူကြောစီကိုမှီမလဲနောက်ပြီးမိဒီပဲထောင်းနောက်ကျောခါထင်းကျိုးကြားကတင်းနေတာထိုတင်းနေသည့်ကျိုးဤဂျိတ်ကွင်းကိုဖြည့်ပေးဖို့ဆိုရင်အဲ့ဒီကုခန္ဓာကြီးကိုပွေပြီးမယူမှဖြည့်ပေးလို့ရမှာပေါ့မဟုတ်သေးပါဘူးညောင်ဝဲရဲ့မျက်မှောင်ကျုပ်လည်းအကြီးကျယ်စဉ်းစားနေသည်ပြည်မိုးကြီးကလည်းသူမကိုစားနောက်ခြင်းဖြင့်ခြားလဲနေသောကျိုးဖြင့်တန်းလန်းကြနေရင်ကပြုံးလျက်ရှိလေသည်ညောင်ဝဲရဲ့အုံနောက်ချောက်နေသည်သူ့ကိုဘယ်လိုနည်းဖြင့်ကျိုးဖြုတ်ပေးရမလဲအနီးနားမှာကလထိုင်တို့ဘာလို့ရှိမလားခဏလေးနော်ညောင်ဝဲရဲ့အနားကစတိုးဆောင်လေးထဲသို့ဝင်သွား၏အဲ့ဒီမှာခုံတစ်ခုခုများတွေ့မလားစတိုးဆောင်ထဲမှာမိသက်ဘူးတွေတွေ့သည်မိဆက်လိုပုံစံမျိုးဖြင့်အနီအောင်ဆက်တစ်ခုတွေ့သည်ဘေးမှာကြက်ပြားဖြစ်နေသည့်ပိုက်ကိုစနစ်တကျခောက်လျက်တွေ့တော့မှဒါဟာမိသက်ဖို့ရေပတ်သည့်ဆက်ဖြစ်မည်ဟုတွေးမိသည်လက်နှိပ်တံမီးတွေရေပုံးတွေတခြားမိမိမသိသောစက်ကရိယာတွေအများကြီးတွေ့ရသည်တေချာတာကတော့ကလထိုင်တို့စပွဲတို့မရှိတကယ်ဆိုမက်တက်ကလထိုင်လေးတစ်လုံးတော့ထားနေတာပဲအခု
အခုဘယ်နဲ့လုံးမလဲကဲအိုးသူ့ဟာသူရှာရှည်ပြီးခုံချတာသူများကိုရင်တော်အောင်လုပ်တာနေပါစေဒီအတိုင်းပဲနေပါစေတော့အိုးဒီလိုလည်းမဖြစ်သေးပါဘူးငါရှိတယ်ဆိုပြီးငါအားကိုးနဲ့ခုံချတာဖြစ်မယ်ငါတခုခုတော့လုပ်ပေးမှာပဲနောက်ဆုံးတော့မော်တော်ဆိုင်ကယ်တစ်စီးတောက်ထောက်လျက်နယံမှာကတ်ထားသည်ကိုတွေ့ရသဖြင့်အကြံရသွားသည်ထိုဆိုင်ကယ်ပေါ်မှာသူ့ကိုမတ်တက်ရက်ခိုင်းသည်အိုးနေပါအောင်သူကဆိုင်ကယ်ပေါ်မတ်တက်ရက်လို့ခါထင်းကျိုးကရော့ပါပြီတဲ့ငါအရက်ကသူ့ကိုဘယ်လိုလုပ်မိမလဲသူ့ခါကခြေကွင်းကိုငါဘယ်လိုလုပ်ပြီးဖြေပေးမလဲပူဆိုးမှာပေါ့မဟုတ်သေးပါဘူးဒါအလုံးမဖြစ်ဘူးပစ္စည်းတို့ထွားတွေကိုမှွေနောက်လှန်လောလျက်ရှာသည်ရှာသမ်းမအောင်ထပ်ပြီးရှာသမ်းမအောင်ထိုအခါကျမှစာကြည့်တိုက်တွေမှာသုံးတတ်သောအလူမီနီယံလှေကားကိုတွေ့သည်လှေကားကခြေလေးချောင်းထောက်ထားသည်ခြေပွားချလို့ရသည့်အထစ်တွေလေးဆင့်ပါသည်ထိုအလူမီနီယံလှေကားကိုမပြီးတည်လာခဲ့သည်ကြည်စမ်းအပြင်သို့ရောက်သည့်အခါအံ့ဩစရာကြုံရသည်ပြီးမိုးငိမ့်ကမြေကြီးပေါ်မှာလွတ်လွတ်လပ်လပ်မတ်တက်ရက်နေပြီသူမနားမလည်နိုင်အောင်ဖြစ်သွားသည်သူ့ကိုဘယ်သူကကူပြီးဖြုတ်ပေးခဲ့ရလဲအနားမှာလည်းဘယ်သူမှမရှိညီမလေးကလေးနဲ့ထားလိုက်လေသူကမြောင်ဝင်းရံစီအပြေးရောက်လာပြီသူမတည်လာသောအလူမီနီယံလှေကားကြီးကိုသူမလက်ထဲမှာလက်လွှဲယူလိုက်ပြီးမြေပြင်ပေါ်မှာပင်ဖြစ်တယ်လို့ချထားလိုက်၏sorry ညီမကိုကျွန်တော်အစလွန်သွားမိတယ်ညီမဒီလောက်အလေးနဲ့ယုံသွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးသူ့မျက်ဝန်းမှာအာနာသည့်အရိပ်ရောင်ကြည်နူးသည့်အရိပ်ရောင်ထို့နောက်ဘာအရိပ်တွေပါသေးလဲရဲမြူးရိပ်တွေပါသေးလားဟုတ်ကဲ့အပိုင်း30ကိုဒီညလေးမှာခိတရနာထားပါရစေ။နောက်လာမယ့်အပိုင်းဆက်ကိုလည်းစောင့်မျှော်နားဆင်ပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။